ကဲသားကြီးတို့စနေပါဘလို့ပြစ်လဲဆိုတော့ငါပြောပြမယ်ကွာဒီလိုပေါ့နော်ဒီမှာဒီအိမ်ကသားအများစနေပါကင်းအိမ်ကနေနေလေးတွေ့တာငြိမ်သွားကဲငါပြပြအဓိကတော့ကွာဘလို့ပြောမလဲသူချိန်နဲ့ချိန်ပေါ့နော်စနေပါကိုချိန်နဲ့ချိန်ကွာရန်သူရဲ့ဟိုညာဘက်ခေါင်းအပေါ်လူအိမ်ထားပြီးပြစ်အိမ်ထားပြီးတော့တန်းချိန်ပြီးပြစ်လို့ရဒီမှာတွေ့လားလွဲနေဒီမှာခေါင်းရဲ့ပေါ်လေးထားလိုက်မယ်ကွာခေါင်းရဲ့ပေါ်လေးထားချိန်ခေါင်းတက်တဲ့ပဲတွေ့လားဒီမှာခေါင်းရဲ့ညာဘက်ပေါ်လေးပဲထားကွာအဲ့လိုပေါ့ငါပြပြမနေဘူးတွေ့လားခေါင်းနေကဲပြပြဒီမှာကွာအဲ့လိုမျိုးအဲ့ဒါတော့စတင်ရကွာငါတို့စတိုင်းမှာစတင်ချိန်တက်ချိန်မှရမှာဂျွင်ဦးလည်းအရင်နဲ့မှဂျွင်ဦးမသုံးလီခေါင်းနေဆိုပြီးငါဂျွင်ဦးနည်းနည်းထည့်မယ်ဒီမှာငါပြန်ဒီမှာကဂျွင်ဦးလည်းသွားမယ်ပြီးကြံပိုးကများနှချောင်းလေးနှိပ်ဒီ SR လေးဝင်ပြီးကြတယ်မှာငါစတိုင်းမှာထည့်တာတွေ့လားအဲ့ဆိုရင်ဒီမှာငါတို့ဂျွင်ဦးကွာငါတို့ငါဂျွင်ဦးပဲပြပြီးငါဂျွင်ဦးပဲသုံးတာဆိုအောက်လေးဆွဲသွားကွာသူကနဲလီကောင်းနေဒါပေမဲ့ငါတအားနဲ့ချိန်ရတာခက်လို့80လောက်ထားတယ်သူများတွေ100လောက်ထားတယ်ဒါပေမဲ့ငါတော့80လောက်ပဲထားတယ်ပေါ့နော်80ကတော်တော်လေးကိုညင်တယ်မလွဲတော့ဘူးကွာငါပြောသလိုပဲဟိုရန်သူကောင်းရဲ့အပေါ်ညာဘက်လေကိုပဲထားပြီးတော့အိမ်ထားပြီးတော့ချိန်အဲ့ဆိုရင်ကောင်းတဲ့တွေဒီမှာငါပြပြခိုင်အကြည့်ထိုးနေစက်ကတွေ့တယ်